ခုကျွန်တော်ရောက်နေတာကဒီ Banner driving range ပေါ့နော် range ကိုရောက်နေတယ်ကျွန်တော်ပြီးခဲ့တဲ့2လလုံးလောက်ကိုကျွန်တော်တကြံမတိုင်းမီထိပေါ့နော်ကျွန်တော်ဟိုဘက်ဒီ Banner မှာပဲပထမ range တစ်ခုမှာကျွန်တော်ရိုက်တယ်တော့အပြည့်ရိုက်တယ်ပေါ့နော်တစ်ပတ်ကို3ရက်လောက်တော့ရိုက်ဖြစ်တယ်အခုတော့2လလောက်ရိုက်ပြီးပြီဆိုတော့ကျွန်တော်ဒီဘက်ကိုလည်းရိုက်ချင်တာနဲ့ကျွန်တော်ပြောင်းပြီးတော့အခုရိုက်ပါမယ်အခုဒီဟာကတော့သူတို့ရဲ့လေ့ကျင့်ရေးပတ်တာလေ့ကျင့်ရေးကွင်းလေးဖြစ်ပါတယ်ဒါပေမဲ့ဒါလေးကတော့သူတို့အခါကြီးငွေပေးတနာယူ100ဆိုလားမသိဘူးဗျာသူတို့အဲ့လိုလေးပြောတာကြားတယ်ကျွန်တော်ကဟိုဘက်ရှိဟိုဘက်ကွင်းကခေါင်းအိတ်ကိုဒီဘက်ကွင်းမှာလာထားပြီးတော့ကျွန်တော်အခုကျွန်တော်လမ်းလျှောက်ပြီးတော့ရောက်လာတာလမ်းလျှောက်ရင်တော့ကျွန်တော်တနာရီလောက်လျှောက်ပါတယ်ကျွန်တော်နေတဲ့နေရာနေပြီးတော့လေအဲ့ရောက်လာပါတယ်ကျွန်တော်အခုဒါဒီမှာဒါဒုတိယအကြိမ်မြောက်တကြမ်းမတိုင်းမီရတော့ကျွန်တော်ခဏတရက်လာရိုက်သေးတယ်အခုတော့ကျွန်တော်ဒုတိယအကြိမ်မြောက်ဒါကတော့သူကClub House ပေါ့နော်ဒီဟာကတော့ဟိုဘက်ကျွန်တော်ပထမရိုက်တဲ့ဟာတဲ့ပေါ့နော်အဆင့်မြင့်တာပေါ့နော်ဒါကတော့ဒီမှာရခောက်သီးတွေပေါ့နော်ဟိုဘက်ကခောက်သီးတွေကတော့တော်တော်ကြီးသူတို့quality နေနေပေါ့နော်တော်တော်ဟောင်းပါတယ်ဒါပေမဲ့ဈေးကလည်း2ဆလောက်กว่าပါတယ်နော်ဟိုဘက်မှာကျွန်တော်ရောက်တဲ့တပန်းကိုsorry ပေါ့300ဘိုးကို3ဘန်းအဟောင်းဆိုရင်အဲ့ဒါနည်းနည်းလေးပိုကောင်းတာ100ဘိုးကို2ဘန်းပေါ့နော်အခုဒီမှာကတော့200ဘိုးကို3ဘန်းเนาะဒါကတော့200ဘိုး3ဘန်းဆိုတာကတော့တပန်းကို85ဘတ်40ပါတာပေါ့အလုံး40သူကအဲ့ဒါလုံး40ကို85ဘတ်ဒါပေမဲ့သူက promotion အနေနဲ့ဂျားရက်ပေါ့ weekday တွေမှာ weekdays တွေမှာကျွန်တော်တို့လာရိုက်တယ်မနေ့ပိုင်းလာရိုက်တယ်နေ့ခင်းပိုင်းလာရိုက်တယ်ဆိုရင်သူက200ဘိုး3ဘန်းပေးပါတယ်အဲ့တော့ကျွန်တော်လည်းမရိုက်တာ10ရက်လောက်ရှိပါပြီတကြံမတိုင်မီရဆိုတော့အဲ့ဒါကျွန်တော်ဒီနေ့3ဘန်းရိုက်ပါမယ်เนาะ3ဘန်းရိုက်ပါမယ်